မြန်မာငွေ6သိန်းအထိနဲ့ရောက်ရှိလာတဲ့ Oppo ရဲ့အသစ်ဆက်ဆက် Oppo A5 Pro လေးအကြောင်းကိုမိတ်ဆက်ပေးချင်ပါတယ်။ခင်ဗျားတို့အမြင်မှာဒီဒီဇိုင်းပိုင်းကိုနည်းနည်းနူးနူးရွရွသုံးမယ်လို့ထင်ရပေမဲ့ဒီ A5 Pro မှာ IP79 တောင်ပါတယ်။အဲ့ဒါအပြင်မှာ Reno 13 series မှာသုံးပေးထားတဲ့ Underwater Photography Mode လည်းပါတယ်။အဲ့တော့ဒီစီလုံးပတ်ချလဲမှာဆိုရင်ဒီကောင်ကအကျန်းခံမှုပိုင်းအပြင်ကိုမှရေစိမ်မှာခံသွားမယ်။ဒီဖုန်းလေးက Military Grade Resistant လို့ခေါ်တဲ့ American ရဲ့စစ်ဘက်ဆိုင်ရာအကျန်းခံမှုမှာလည်း certificate ရထားတယ်။အဲ့တော့ဒီဖုန်းကဘယ်လိုလူတွေကင်တင်လဲဆိုတော့နည်းနည်းစိတ်ဆက်တဲ့သူမျိုးတွေနောက်ပြီးတော့ဒီဖုန်းကိုခဏခဏပြုတ်ကျတတ်တဲ့သူမျိုးဆိုရင်ပုံပြီးဝယ်ယူတင်တယ်အခုလို AI နေခစားလိုက်ရဲ့အချိန်မှာ AI ပါတဲ့ဖုန်းတစ်လုံးကိုဝယ်ယူမယ်ဆိုရင်ကျွန်တော်ကတော့ဒီ A5 Pro ပို့ပြီး recommend ပေးတယ်ဘာလို့လဲဆိုတော့ဒီကောင်က Reno 13 series ကသုံးပေးထားတဲ့ AI feature တွေကို6သိန်းဝန်းကျင်နဲ့ရလို့ပဲဒီလိုမျိုး design ပိုင်းမှာတည်သက်လက်ပါပြီးတော့အကျန်းခံမယ်ရေးစိမ်ခံမယ်နောက်ပြီးတော့ AI နဲ့ပတ်သက်တဲ့ feature တွေပါသုံးလို့ရတဲ့ဖုန်းတစ်လုံးကိုဝယ်ယူနေဆိုရင်တော့ကျွန်တော်ကတော့ဒီ A5 Pro ကိုဝယ်ယူဖို့အတွက်အကြံပေးချင်ပါတယ်